Hello အားလုံးပဲမင်္ဂလာပါရှင်။ပတရားရောက်ရင်စိတ်ငြိမ်အေးချမ်းတဲ့ပတ်ဝန်းကျင်လေးမှာအမှုပညာလက်ရာအခိတက်တွေကိုကြည့်ရှုလေ့လာရတာစိတ်ဝင်စားတဲ့သူတွေဆိုရင်တွားရောက်တဲ့ Century of Truth ဆိုတဲ့ museum လေးကိုတင်ဆက်ပေးပါမယ်ရှင်။ museum လေးကို gate ကနေဝင်လိုက်တာနဲ့လက်မှတ်ရောင်းတဲ့နေရာကိုတွားရပါတယ်။လက်မှတ်မဝယ်ဘဲနဲ့တော့ဒီ museum နဲ့ဝင်ခွင့်မရှိဘူးပေါ့နော်အဲ့တော့လက်မှတ်တော့မဖြစ်မနေအရင်ဆုံးဝယ်ရပါတယ်လက်မှတ်ကနေနဲ့ကတော့တဦးကိုဘတ်900ပေးရပါတယ်မြန်မာငွေနဲ့ဆိုရင်တော့9000ဝန်းကျင်လောက်တော့ရှိနေထင်တယ်လက်မှတ်ရောင်းတဲ့ကောင်တာမှာမြန်မာဝန်တန်းလေးတွေလည်းရှိရပေါ့နော်အဲ့တော့မြန်မာလိုပြောပြီးတော့လည်းဝယ်လို့ရတယ်ကိုယ့်ရဲ့အချိန်ကိုဝင်မဲ့အချိန်ကိုသူတို့ကရေးပေးလိုက်တယ်ပေါ့နော်ဒီအချိန်နဲ့ဒီတိုးတစ်ဖွဲ့ကဝင်ရပါတယ်အမှကိုကဘာ language နဲ့နားထောင်ပါလဲ English language နဲ့ဆိုရင် English guide နဲ့ပေါ့နော် Korean language ဆို Korean guide နဲ့ကိုကဘယ်သူလဲကိုကဘယ်ကလာတယ်လဲကိုကဘယ်လိုမျိုးဒီဘဝမှာရှင်သန်နေတာလဲကိုရဲ့ဒီဘဝရဲ့ life purpose ကပါလဲဒါတွေကိုရှာတွေ့ဖို့ဒီ museum ကလမ်းပြပေးထားတာဖြစ်တယ်ကိုရဲ့လက်မှတ်ပေါ်မှာရေးထားတဲ့အချိန်ရရင်ကိုရဲ့အဖွဲ့နဲ့ကိုရဲ့ guide နဲ့ဝင်သွားပြီးရင်helmet အားလုံးစောင့်ရပါတယ်1981ကနေစပြီးစောင့်လိုက်တဲ့ဒီအဆောက်အဦတွေကအခုချိန်ထိဆက်လက်စောင့်နေစေပေါ့နော်ဒါလည်းသူတို့ကလူဘဝတက်တဲ့တခြားမှာလူတွေရဲ့ဉာဏ်ပညာ wisdom ကအဆက်မပြတ်ရှင်သန်နေရမယ်ဆိုတဲ့ concept ကိုပြီးချက်တဲ့အတွက်သူတို့ရဲ့ဆောက်အဦတွေကလည်းအခုထိဆက်လက်စောင့်နေစေပါဒါကြောင့်မလို့အနေရဖြစ်မှာဆိုလို့အားလုံးအထုပ်လေးစောင့်ပြီးတော့မှဝင်ရပါတယ်Century of Truth ဆိုတဲ့ဒီတံမကြီးတစ်ခုလုံးရဲ့ထူးခြားချက်ကတော့သူကဒီကျောင်းဆောင်ကြီးတစ်ခုလုံးကိုတစ်သားတွေနဲ့ပဲစောက်လုပ်ထားတာပါတဲ့စတီးတန်နေမပါဝင်ဘူးပေါ့နော်လက်မှုပညာအနေနဲ့လဲဒီထိုင်းရဲ့လက်မှုပညာအပြင်ကိုအိန္ဒိယခမာနောက် Chinese အစရှိရဲ့ဒီအရှေ့တောင်အာရှကလက်မှုပညာအားလုံးကိုပေါင်းဆက်ပြီးဒီမှာထုထွင်းထားတာပေါ့နော် Temple တဲကိုမဝင်ခင်မှာသူတို့ရဲ့လက်မှုပညာတစ်ခုချင်းစီထွင်းနေတဲ့နေရာလေးတွေအရင်လေ့လာပြီးတော့ရှင်းပြတာဖြစ်ပါတယ်ဒါတော့ temple ကြီးရဲ့ပုံစံငယ်လေးဒီ temple ကြီးမှာဆောက်လုပ်ထားတဲ့တစ်သားအဆက်တွေပေါ့နော်တန်လုံးဝမတုံးမဲ့ဒီတစ်သားတွေကိုပဲတစ်ခုနဲ့တစ်ခုလော့ချပြီးတော့ဆက်ပြီးတော့လုပ်ထားတယ်ဆိုတော့ sculpture တွေကိုဒီစိတ်ရှင်းပြနေရပါတော့ Every curve shape inside the museum that do interlocking by the curves and I'll show you from my hand here the interlocking with our nails everywhere by the curve they're making interlocking like this everyone and the total in the museum we have 170 columns every column they do interlocking with our nails also the top of the column is the carrying pole to support the roof the ceiling when you visit inside the museum you can see only beautiful artwork like this ဒီ temple ကြီးကိုဆောက်လုပ်ရခြင်းရဲ့ရွေးချက်ကလည်းလူသားတွေအနေနဲ့ဘာသာရေးယဉ်ကျေးမှုအတွေ့အခေါ်ပိုင်းနဲ့တဘာဝတရားကြီးပေါ်မှာမြင်တဲ့အမြင်တွေပြန်လည်သုံးသပ်နိုင်စေဖို့ရည်ရွယ်ထားဖြစ်ပါတယ်။ဒါကတော့ temple ကြီးကိုအပြင်ကနေမြင်ရတဲ့ပုံစံဖြစ်ပါတယ်။အထဲလေးကိုဝင်ပြီးဆိုတာနဲ့ကိုကြီးအဖွဲရဲ့ guide ကနေပြီးတော့နေရာ9နေရာကိုလိုက်ပြီးရှင်းပြတယ်ပေါ့နော်။ Century of the Truth ဆိုတဲ့ဒီ temple ရဲ့နာမည်တိုင်းလူဘဝရဲ့အမှန်တရား9ခုပေါ့နော်။ဒါလေးတွေကိုလိုက်ပြီးရှင်းပြပေးပါတယ်။ပထမဆုံးအမှန်တရားကတော့ Who are we? Where are we from? နဲ့လူသားတွေကဘေးကနေပဲလာဘလို့အသားရောက်မဲရှိအကုန်လုံးရဲ့ဖွဲ့စည်းထားတဲ့ basic elements ကတော့မီးရေလေမြေဆိုတဲ့အကြီးလေးပါးနဲ့သာဖွဲ့စည်းတည်ဆောက်ထားတယ်ပေါ့နော်ဒါကြောင့်မလို့ဘလောက်ကြီးပဲချမ်းသာတာဘေးပါသာပဲကိုယ်ကွယ်လူသားအလုံးဟာအတူတူပဲတန်းတူညီမျှဆက်ဆံခံထိုက်တဲ့ human equality concept ကိုချပြထားတာဖြစ်ပါတယ်ဒုတိယအမှန်တရားကတော့ how do we survive တဲ့သက်ရှင်နေထိုင်တဲ့အချိန်တွင်းမှာလူသားတွေကိုစောင့်ရှောက်ပေးထားတဲ့ထောက်ပံ့ပေးထားတဲ့အရာတွေပုံကျေးဇူးတရားသိတတ်ဖို့အပိုင်းပေါ့နော်။ဘာမီကြီးကိုစောင့်ရှောက်တဲ့နတ်တွေရှိမယ်။နေရီလတွေစောင့်ရှောက်တဲ့နတ်တွေရှိမယ်။ကိုယ်ကိုမွေးဖွားစောင့်ရှောက်ပေးတဲ့မိဘနှစ်ပါးရှိမယ်။ဒီຢာတွေရဲ့ထောက်ပံ့နေတဲ့ဘဝမှာရှင်သန်ရည်တည်နိုင်တဲ့အခါကိုယ်ကိုစောင့်ရှောက်ပေးတဲ့စောင့်ရှောက်မိဘနဲ့နတ်ဖရာတွေကိုကျေးဇူးတရားသိတတ်ဖို့အကြောင်းကိုဒုတိယအမှန်တရားအနေနဲ့ပြောပြထားတာဖြစ်ပါတယ်။တတိယအမှန်တရားကတော့ we are born to die နဲ့လူသားအလုံးဟာမွေးဖွားလာပြီးရင်တနေ့သေဆုံးရမယ်ဆိုတဲ့အမှန်တရားပေါ့နော်
ဒါကိုဒီ museum ရဲ့အလဲစင်တာတက်တဲ့မှာလေဗုဒ္ဓရဲ့ဓာတ်တော်ကိုဌာပနာထားပြီးတော့မှဒီအမှန်တရားကိုရှင်းပြထားတာဖြစ်ပါတယ်လူသားအလုံးဟာတနေ့တော့သိခြင်းကိုမှုချကြုံရမယ်ဒါမရှောင်လွဲနိုင်တဲ့အရာဆိုတာကိုဒီမှန်တရားကိုချပြထားဖြစ်ပါတယ်ငါးခုမြောက်အမှန်တရားအနေနဲ့ကတော့ကိုဘဝရဲ့ purpose of life ကိုရှာဖွေရမှာဖြစ်ပါတယ်။လူသားအလုံးကမွေးဖွားလာတဲ့အချိန်မှာဘဝကိုဖြတ်တန်းကြရင်ရည်ရွယ်ချက်မရှိပဲဖြတ်တန်းနေမယ်ဆိုရင်ဘဝရလက်ခတ်သက်ဖြစ်နေမယ်။လူကိုဘဝရဲ့ purpose ကိုရှာတဲ့အခါမှာဒီຢာလေးတွေကိုတတိမြူကြပါဆိုပြီးတော့ရှင်းပြထားပါတယ်။လူသားမဆန်တဲ့သူတွေကိုဘယ်တော့မှမိတ်ဆွေမဖွဲ့ပါနဲ့။ကောင်းတဲ့သူတွေဟာကိုယ့်ဘဝတွေကိုကောင်းတဲ့အရာတွေပဲယူဆောင်လာပြီးပါတယ်။ကိုယ်တန်မိုးနဲ့ထိုက်တန်တဲ့သူကိုတန်မိုးထားလေးစားပါ။မိမိကိုယ်ကိုကောင်းတဲ့ပတ်ဝန်းကျင်မှာရှင်သန်နိုင်အောင်ဆွဲဆောင်ပါ။ကိုယ့်အတွက်ပညာတွေဗဟုသုတတွေ knowledge တွေကိုစစ်ဆက်မပြတ်ရှာဖွေနေပါ။မိမိစကားပြောတဲ့အခါရင်ရင်ကြည်ကြည်နဲ့တစ်ဖက်သူကလည်းနားထောင်လိုက်ရင်နှစ်လိုပဲရှိအောင်ပြောပါ။ကိုယ့်ရဲ့မိဘတွေကိုကောင်းကောင်းမွန်မွန်ဆက်ဆက်ပါ။ကိုယ့်ရဲ့သားသမီးတွေကိုပြည့်ပြည့်စုံစုံဖြစ်အောင်ပြိုးထောင်ပါကိုယ့်ရဲ့ဇနီးသားမယားကိုပျော်ပျော်ရွှင်ရွှင်နဲ့တက်တောင့်တက်တာဖြစ်အောင်ပြုစုစောင့်ရှောက်ပါလိုအပ်တဲ့သူတွေကိုအစဉ်မြဲကူညီပေးပါကိုယ့်ရဲ့အလုပ်ကိုင်ဟာရိုးသားကြိုးစားတဲ့သူတစ်ပါးကိုမထိခိုက်စေတဲ့အလုပ်ဖြစ်ပါစေအချိန်ဆွဲတဲ့အလေးကျင့်တွေကိုဆွတ်လွတ်လိုက်ပါလူသားဆန်တဲ့အလေးကျင့်တွေကိုပြိုးထောင်ပါကိုပေါ်ကောင်းတဲ့သူတွေကိုကျေးဇူးတရားတည်တတ်ပါကျေးဇူးဆက်ပါဒီချက်တွေကိုလိုက်နာလို့ရှိရင်ကိုဘဝရဲ့ရည်ရွယ်ချက်လမ်းမှန်တွေကိုရှာဖွေတွေ့ရှိမှာဖြစ်တယ်ဆိုတဲ့၅ခုမြောက်အမှန်တရားကိုရှင်းပြထားပါတယ်၆ခုမြောက်အမှန်တရားကတော့ society is a two-sided coin ပတ်ဝန်းကျင်ဆိုတာအမြဲတမ်းနှစ်ဖက်ချွန်ထွက်နေရပေါ့နော်ကောင်းတာလည်းရှိတယ်လို့ဆိုတာလည်းရှိတယ်ကိုယ့်ရဲ့အပြုအမူတွေကကိုယ့်ရဲ့ပတ်ဝန်းကျင်ဘယ်လိုနေရာမှာရှင်သန်လဲပုံမူတည်ပြီးတော့ရှိတ်ဝင်းဖြစ်သွားတယ်ပေါ့နော်အစွန်းတစ်ဖက်ရောက်နေတဲ့ပတ်ဝန်းကျင်မှာတော့ရရောမှုနဲ့တကူကောင်းဆန်အတ္တကြီးမှုချင်းကျေးသမှုနဲ့မောက်မာရိုင်းဆိုင်မှုယူသေးသမှုရှိမှုနဲ့အယူသေးမဲ့မှုမျှတမှုနဲ့မမျှတမှုကျေးဇူးတရားတည်တတ်မှုနဲ့ကျေးဇူးကံမှုတဟဇာတာဖြစ်မှုနဲ့အရှုပ်ရှုပ်ရှက်ရှက်နေထိုင်တတ်မှုနောက်ဆုံးခုနှစ်ခုမြောက်အမှန်တရားအနေနဲ့မိတ်ဆက်ပေးထားတာကတော့ကိုယ့်ရဲ့ဘဝမှာပတ်ဝန်းကျင်ကောင်းမှရှင်သန်ရည်တည်နိုင်ဖို့ဘဝတစ်လျှောက်လုံးအစဉ်ပြေပြေနဲ့ရှောက်လန်းနိုင်ဖို့မိသားစုကဘလောက်ထိအရေးကြီးတယ်ဆိုတဲ့အကြောင်းကိုနောက်ဆုံးပိတ်မှာခုနှစ်ခုမြောက်မှန်တရားအနေနဲ့တင်ဆက်ထားတာဖြစ်ပါတယ်။မိသားစုကကိုယ့်ဘဝရဲ့ပထမဆုံးလက်ဦးစရာဖြစ်တယ်။မိသားစုကနေတင်လိုက်တဲ့အသိဉာဏ်တွေနှွေးထွေးမှုတွေချစ်ချင်းမေတ္တာတွေဟာကိုယ့်ဘဝမှာခုနကလိုtwo sided coin တွေကြုံလာခဲ့ရင်အမှားမှန်ကိုဝေဖန်ပိုင်းခြားပြီးတော့သိမြင်နိုင်မယ်ဆိုတာဖြစ်တဲ့အတွက်မိသားစုရဲ့ချစ်ချင်းမေတ္တာတွေကျင့်နာမှုတွေတုံ့ပြန်ဆုံးမမှုတွေကဘလောက်ထိအရေးကြီးကြောင်းကိုခုနှစ်ခုမြောက်မှန်တရားနောက်ဆုံးမှာရှင်းပြခဲ့တာဖြစ်ပါတယ်။ဒီ temple လေးကိုလေ့လာတဲ့တောက်လျှောက်မှာလဲ frequency music လေးတွေကိုတောက်လျှောက်ဖွင့်ထားပေးတဲ့အတွက်စိတ်ကလေးငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ inner peace လေးခံစားရတယ်ပေါ့နော်အဲ့တော့ spiritual နဲ့ပတ်သက်ပြီး inner peace ခံစားခြင်းတဲ့သူတွေ inner wisdom ကိုရှောက်ဖွေခြင်းတဲ့သူတွေတရားရောက်ရင်တွားရောက်တဲ့နေရာလေးတစ်ခုလိုမြင်ပါတယ်တံပယ်လေးမှာအဝါလဲလဲကြည့်ရှုပြီးလို့ရှိရင် outdoor activity လေးနဲ့လေစီးတာတွေမြင်းစီးတာတွေဆင်စီးတာတွေနောက်တိရစ္ဆာန်အစာကျွေးတာတွေ time whistle လေးတွေ costume လေးတွေငှားပြီးတော့လဲတံပယ်ထဲမှာ time ဆန်ဆန်လေးတွေလည်းဓာတ်ပုံရိုက်လို့ရတယ်ပေါ့နော်ကျမတော့ time costume အင်ကြီးလေးတွေငှားပြီးတော့ဓာတ်ပုံမရိုက်ခဲ့ဘူးကျမရဲ့ brand Mariposa ကနေထုတ်ထားတဲ့ကိုယ်ပိုင် brand နဲ့ပဲ time ဆန်ဆန်အင်ကြီးလေးနဲ့ပဲတွားပြီးတော့ရိုက်ခဲ့တယ်ပေါ့နော်ဒါလေးကတော့စင်စာကျွေးနေတာပါတခါမှတော့မကျွေးဘူးအခုဒါ very first time ပဲသူဒီတပုံးလုံးကျွေးရတာငပြောသေးတယ်စားရလဲမြန်နေရောပဲအဆုံးထိကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ရှင်